မိုးရင်းမို့ညစီတဲ့နေလဲမရတာကိုစိတ်ညစ်နေလားမညစ်ပါနဲ့မိုးရင်းမှာလည်းဘောမစီရေးမစိုးပဲလဲလို့ရတဲ့နိုင်မာကလေးတကူကိုမာရီယာကဒီနေ့ရပလေးဆော့ရန်ကုန်ပြခေါ်သွားပေးမယ်ရန်ကုန်ရဲ့လူစီကားတော့တနေရာဖြစ်တဲ့စမ်းချောင်းလေးသူကနိုင်ပစာဆိုပေမဲ့မနက်10:00နာရီကစဖွင့်တာပေါ့နော်တချို့ဆိုင်တွေကတော့ညနေလောက်မှထွက်ကြရပေမဲ့ကိုကညဖက်ပြင်ထွက်ခွင့်မရလို့ရေသိစိတ်ပြေသွားချင်တာဆိုလဲမနက်ကလေးကသွားလို့ရတယ်ပေါ့နော်ဒီမှာစားတောက်ဆိုင်တွေမကဘူးဖန်စီဝစ်ထယ်တွေလည်းရှိတယ်မာရီယာကတော့အစားသမားဆိုတော့စားတောက်ဆိုင်တွေကိုဒီကမှစီကြတာပေါ့နော်ဘတ်စကင်ဆိုတဲ့ဘန်တွေကလည်းအမြဲတမ်းလို့ရှိတဲ့တောင်မို့ညနေခင်းနဲ့ချင်းလေးတစ်မြတ်မြတ်နဲ့ဖီးတစ်မျိုးပဲမတ်တက်ဘားမှာဆိုရင်လည်းလူတွေကကြိတ်ကြိတ်တို့သူ့ရဲ့အားသာချက်ကတော့ဆိုင်နှန်းတွေကတက်တန်ဝိုင်းပြီးထိုင်ကြခုံတွေကတက်တက်ဖြစ်နေတာတငယ်ချင်းတွေအုံလိုက်လာရင်လည်းကိုယ်အကြိုက်နဲ့ကိုယ်အရင်လိုက်ဝယ်ပြီးမှအားလုံးပြန်ဆုံးပြီးပေါ့ပေါ့ပါဆူစားလို့ရတယ်ကိုကလူရဲများတဲ့နေရာကိုစိတ်ရှုပ်လာရင်လည်းမာရီယာလိုမျိုးစီးပြင်ဘက်ကလူလေးတစ်ဖြတ်လုပ်လို့ရတယ်ခက်ဝေးဝေးရနဲ့အားလုံးပြန်ကြည့်ရတာဘာရတာနဲ့မှမတူဘိုးရလို့ရတယ်ဦးလေးချင်းဆိုကြရတယ်ဒါကတော့နေထိုင်နေတဲ့ live session လေးတစ်ဖြစ်ပေါ့ဟိနားထောင်ကြည့်15စက္ကန့်လောက်ကြာကြည့်လိုက်နော်မာလေးစနန်တို့ရှိမတကားမှုဖြစ်နေလေတို့တာဝန်တွေထမ်းရွက်ပြရစ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 ေအိုးချစ်တော်ဟေလာရေညနေပိုင်းဆိုမီးရောင်လေးတွေနဲ့လူတွေဆိုင်နေပူစီလာတယ်ဒါလေးကတော့မာရီယာဆက်ဖြစ်ခဲ့တဲ့ဖတ်ထုတ်ဆိုင်လေးပေါ့နော်ဖောင်ဖောင်ဖတ်ထုတ်တဲ့ည live ကနေ30% off ရနေရလေပြန်มาတော့မယ် bye bye